အာဆနယ်ရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့ video crash ကတော့ဗောနော်ကောင်းတဲ့အရာတစ်ခုခုဖြစ်လာတော့မယ်လို့သူခန်းစားနေရတယ်ဆိုပြီးတော့ညကသူခြေစွမ်းပြဂိုးတွေတွင်ပြီးတော့အနိုင်ယူသွားတဲ့ Fulham နဲ့ပွဲအပြီးမှာပြောလာတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်အောင်လက်ရှိအာဆနယ်အနေနဲ့တကယ်လည်းပဲ Fulham ကိုအနိုင်ရအပြီးမှာဖလားကသူတို့အတွက်ဖြစ်လာပြီလားပေါ့ကျွန်တော်မနေ့ကပွဲပြီးဗီဒီယိုမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ကတော့အာဆနယ်ဖလားဖြစ်ပေါ့နော်ရသွားပြီလို့ထင်နေဆိုပြီးတော့ကျွန်တော်ပြောခဲ့တာတွေရှိတယ်အဲ့တော့ထပ်ပြောကြည့်အောင်ဆိုတော့ဒီညမှာ Yokres ပြောတာကိုကြည့်ရင်ကျွန်တော်တို့ရဲ့ပေါ့နော်ယုံကြည်မှုတွေကိုဘယ်တော့မှရက်တက်မှာမဟုတ်ဘူးပေါ့ပွဲစဉ်တွေတချို့ကံဖို့ကြံသေးတယ်ဆိုပြီးမဲ့လေလို့ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အကောင်းဆုံးအနေထားမှာရောက်နေပြီလို့သူထင်တယ်ပေါ့အဲ့တော့ကောင်းတဲ့အရာတစ်ခုခုဖြစ်လာတော့မယ်လို့သူယုံကြည်နေတယ်ပေါ့နော်ဆိုတော့မနေ့ကကျွန်တော်တို့နိုင်ပွဲကအာဆင်နယ်အတွက်အများကြီးအတိတ်ပဲရှိပါတယ်ဘာကြောင့်လဲဆိုတော့လီဗာပူးမန်ချက်စတာစီးတီးရဲ့လက်ကျန်ပွဲစဉ်တွေပြီးရင်ကျွန်တော်တို့အနေနဲ့ရက်နေနေအတော်အတွင်းမှာကစားရမယ်ပေါ့နော်ရက်နေနေအတော်အတွင်းမှာကစားရမယ်ပွဲစဉ်တွေကျွန်တော်ကြည့်ရင်ဒါတော်တော်ကိုဖလားအတွက်ရနိုင်မဲ့ပေါ့နော်ကျွန်တော်တို့အချီနီဆိုတာအာဆင်နယ်ဘက်မှာပို့ပြီးတော့များနေတယ်လို့တော့ကျွန်တော်ပြောရမယ်အခုမင်းညကပွဲကဘာကြောင့်အရေးကြီးလဲဆိုတော့အာဆင်နယ်အနေနဲ့ပေါ့နော်သူတို့လက်ကျန်ပွဲစဉ်တွေကိုကျွန်တော်ကြည့်တဲ့အခါအဲ့ဒီဘယ်လိုပြောမလဲဒီဟွာဆိုတာက Fulham ဆိုတာကဗျာသူတို့အတွက်အခက်ခဲဆုံးပဲလက်ကျန်ပွဲစဉ်တွေမှာ Fulham ကအခက်ခဲဆုံးပဲအဲ့လိုအသင်းကိုအိမ်ခွင်းမှာသူတို့အနိုင်ယူတာပြီးရင်နိုင်သွားတဲ့ဂိုးပမာဏကလည်း 3-0 ဒါဟာတော်တော်ကိုအရေးကြီးပါတယ်စဉ်းစားကြည့်တော့ကျွန်တော်တို့ဒီ Arsenal က 3-0 နဲ့ Fulham ကိုနိုင်လိုက်တော့လက်ရှိမှာ Manchester City ကို6မှတ်ဖြတ်ထားပြီးတော့ goal difference 4 goal တိရှိတယ်6မှတ်ဖြတ်ထားတယ် goal difference 4 goal ရှိတယ်ကစားမဲ့ပွဲ Arsenal 3ပွဲပဲကျန်တော့တယ်အဲ့ဒီတဲကကျွန်တော်နေတဲ့ top 10မှာဝင်နေတဲ့အသင်းမှမပါဘူး Manchester City ကျွန်တော် City ကလက်ရှိ Arsenal ကို6မှတ်ပြန်လိုက်ရမယ် yes သူတို့အတွက်လက်ကျန်2ပွဲရှိရယ်ဒါပေမဲ့လို့ Manchester City ဟာ Everton ရဲ့အိမ်ဝင်းကိုသွားကစားရမယ် Everton ကွင်းမှာ Manchester City 2-0 နိုင်မလားကျွန်တော်မထင်ဘူး 3-0 နိုင်မလားကျွန်တော်မထင်ဘူး1-0 နိုင်မလားပြစ်နိုင်ကြီးရှိတယ်ဒါပေမဲ့လို့ဘာပူဖြစ်နိုင်ကြီးရှိလဲဆိုတော့တည်ကြတာတို့ဘာလို့ကပူဖြစ်နိုင်ကြီးရှိတယ်ဒီလား Everton ကွင်းမှာကျွန်တော် Manchester City ဂိုးပြတ်နိုင်မယ်တို့အများကြီးကျွန်တော်မမျှော်လင့်ဘူးဒါတကယ်ပြောတာဗါလက်ရှိ Arsenal ဘာလို့လဲဆိုတော့ Everton ရဲ့အနေထားကလည်းအရန်ကြီးသူတို့အနေနဲ့ပေါ့နော်မဟုတ်ပြီမဲ့လေလို့ဗျာဘယ်လိုပြောမလဲဥရောပဝင်ခွင့်အတွက်သူတို့လည်းကျူးပန်းမှာပဲနော် Everton ဟာအဆင့်7မှာပါမှန်တယ်ပြောရင်အဆင့်7မှာသူတို့အနေနဲ့ဘယ်လိုပြောမလဲအဆင့်9က Conference League ဝင်ခွင့်ရမယ်အဆင့်6က Europa League ဝင်ခွင့်ရမယ်ဗျာအဲ့တော့အဆင့်9ကိုရောက်ဖို့အတွက် Everton ဟာ3မှတ်ပဲကျွန်တော်လိုတယ်အဲ့တော့ Everton အတွက်ဥရောပဝင်ခွင့်ဆိုတာဒီလောလောဆယ်မှာကမျှော်လင့်ချက်အများကြီးရှိတယ်ဒီလားအဲ့တော့အဲ့လိုအခြေအနေမျိုးမှာကျူးပန်းမှာပဲအိမ်ဝင်းမှာသူတို့အိမ်ဝင်းမှာ Manchester City ကိုဒုက္ခပေးဖို့ကျူးပန်းမှာပဲအဲ့တော့ Man City ဒီလက်ကျန်2ပွဲကစားမယ့်အခြေအနေမျိုးမှာ Everton ကွင်းကိုသွားကစားရမယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်3ရက်လောက်အကြာမှာ Brentford ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်ဆိုတော့အဲ့ဒီ2ပွဲအတော်အတွင်းမှာ Manchester City goal difference 4 goal ရအောင်လုပ်နိုင်ပါမလား2ပွဲစလုံးနိုင်နေထားတော့ဗျာ goal difference 4 goal ရအောင်လုပ်နိုင်ပါမလားကျွန်တော်တို့မထင်ဘူးနော်သိလားဘာကြောင့်လဲဆိုတော့သူတို့အဲ့ဒီကစားမယ်ဆိုတဲ့ပွဲ2ပွဲကတော်တော်ခက်လို့အဲ့တော့ကျွန်တော်အနေနဲ့အဲ့ဒီ2ပွဲမှာ Manchester City goal difference 6မှတ်ရပြီးတော့ပေါ့နော် goal difference ဒီဘာတွေမှာ4 goal ရအောင်မလုပ်နိုင်ဘူးဆိုရင်သူတို့ဟာအဆင့်1မှာပဲရှိရမှာအကယ်လို့ goal difference 5 goal ကျော်ရတယ်နှစ်သင်းစလုံးကိုလည်းနိုင်နေဆိုတော့အဆင့်1ရောက်သွားမှာပေါ့လေဒါပေမဲ့လို့ကျွန်တော်ကတော့တော်တော်ကို Manchester City မလွယ်ဘူးလို့ထင်တယ်သူပြင် Everton ကွင်းနောက်တစ်ခုကဗျာအဲ့ဒီ2ပွဲပြီးလို့ Arsenal တို့နဲ့ထားပါတော့အမှတ်တွေပါတယ်တူနေပြီဆိုတဲ့အချိန်မှာ Arsenal ကထားပါတော့လာမယ့်6ရက်နေ့မှာဆိုလို့ရှိရင်သူတို့တွေက Atletico နဲ့ကစားမယ်အဲ့ဒါပြီးရင်10ရက်နေ့တနင်္ဂနွေနေ့မှာ West Ham ကွင်းကိုသွားကစားမယ်ကျွန်တော်ကတော့လက်ရှိ West Ham ဘက်ကပေါ့နော်ဘယ်လိုပြောမလဲအိမ်ဝင်းလဲဖြစ်တယ်ဆိုပြီးမဲ့လို့ကျွန်တော်ကတော့မထင်ပါဘူးဗျာသိလားနော်West Ham အနေနဲ့ Arsenal ကိုဘလို့မှဒုက္ခပေးနိုင်မယ်လို့မထင်ဘူးဆိုတော့ West Ham ကို Arsenal ကတွားကစားတဲ့အချိန်မှာကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲ Manchester City ကကျွန်တော်အနေနဲ့ Crystal Palace ကိုအိမ်ဝင်းမှာလက်ခံကစားရမယ် Palace West Ham နဲ့ Palace ဘယ်သူပိုကောင်းလဲကျွန်တော်တို့ West Ham Palace ကပိုကောင်းနေထင်တယ်အဲ့တော့ Manchester City က Arsenal နဲ့ရှင်ရင်ပိုခတ်တဲ့ပြိုင်ဘက်နဲ့ကစားရမယ်ဒီလားပိုခတ်တဲ့ပြိုင်ဘက်နဲ့ကစားရမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်အနေနဲ့ပေါ့နော် FA Plus Final ဖြစ် Manchester City က Chelsea နဲ့ကန်ရမယ် FA Plus Final ဖြစ် Chelsea နဲ့ကန်ရမယ်ဆရာသမားနော် Final ရောက်မှတော့ဘယ်သူမှမပြုတ်ချင်ဘူးဗျာနောက်တစ်ခုက
အဲ့ဒါပြီးပြီဆိုလို့ရှိရင်အာဆင်နယ်ကကျွန်တော်အနေနဲ့ဘန်လီကိုတန်းစင်သွားရပြီဖြစ်တဲ့ဘန်လီကိုအိမ်ဝင်းမှာကစားမှာအဲ့ပွဲမှာဒီကောင်တွေဂိုးပြက်တွေတိတ်ပြီးတော့ပဲသိလားအာဆင်နယ်အဲ့ဒီပွဲစဉ်မှာဂိုးပြက်တွေလုံးဝအနိုင်ယူပြီးတော့ပဲ